လာမယ့်ရာသီကစလို့ Premier League အသင်းတွေဟာအင်ဂျီဂျပန်စပွန်ဆာအဖြစ်လောင်စာကုမ္ပဏီတွေနဲ့စပွန်ဆာစာချုပ်ချုပ်ဆိုခွင့်မရှိတော့ပါဘူးဒီတော့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အခြေအနေလေးတွေကိုကျွန်တော်ပြောပြသွားဖို့ရှိပါတယ်ခင်ဗျာဘောလုံးဝါဒရှင်များလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒါ Premier League ပွဲစဉ်တွေကြည့်ရဲဒါဒီလိုကြည့်တဲ့အခါမှာအသင်းအများစုရဲ့ဒီအင်ဂျီဂျပန်စပွန်ဆာအဖြစ်လောင်စာကုမ္ပဏီတွေနဲ့ဒါဆက်နွယ်တဲ့အမတ်တစိတ်တွေကိုမကြာခဏမြင်ရကြမှာပေါ့နော်ဒါမြင်ရလေးလည်းရှိပါတယ်စုစုပေါင်းကျွန်တော်ဒါပြီးခဲ့တဲ့ဒီ2025-26ဘောလုံးရာသီမှာဆိုရင် Premier League အသင်း20တဲကလောင်စာကုမ္ပဏီတွေနဲ့အတူအင်ဂျီဂျပန်စပွန်ဆာချုပ်ဆိုထားတဲ့အသင်းပေါင်းက17သင်းရှိပါတယ်အဲဒီထဲမှာဆိုရင်ကျွန်တော်ဒါ Everton တို့ပါမယ်ဘုံမောက်တို့ပါမယ်နောက်ထပ်ကျွန်တော်ဒါ Aston Villa တို့ပါမယ် Wolverhampton Burnley နောက်ထပ်ကျွန်တော်ဒါတန်းဆင်းသွားတဲ့ Watson စသဖြင့်ပေါ့နော်ဒီအသင်းတွေအပါအဝင်စုစုပေါင်း17သင်းထိရှိတယ်အများစုကတော့ကျွန်တော်ဒါကြည့်လိုက်မယ်ဆိုအလဲလက်နဲ့အောက်တန်းအသင်းတွေဟာအင်ဂျီဂျပန်စပွန်ဆာဖြစ် betting company တွေနဲ့အတူဒါအလုပ်တွဲလုပ်ခဲ့ကြရတာကိုတွေ့ရပါတယ်။ဘာကြောင့်ဒီလိုမျိုးကြီးလုပ်ကြရလဲဆိုတော့မှန်တိုင်းပြောရင်ဒါစီးပွားရေးကုမ္ပဏီတွေရဲ့ကမ်းလှမ်းမှုကကြတော့တို့ကမလုံလောက်လို့ပေါ့နော်ဒါရှင်းလင်းပြောမယ်ဆိုတော့ဒါစီးပွားရေးကုမ္ပဏီတွေကဒီအင်ဂျီဂျပန်စပွန်ဆာအဖြစ်အလဲလက်အသင်းတွေနဲ့ဒါအောက်တန်းအသင်းတွေဆိုရင်ပုံမှန်အဖြစ်ကျွန်တော်ဒါတနစ်ကိုပေါင်9တန်းအမောင်ပေါင်10တန်းစသဖြင့်အဲ့လိုမျိုးနဲ့ကမ်းလှမ်းတဲ့အခြေအနေမျိုးမှာဆိုရင် betting company တွေဘက်ကကျတော့အနည်းဆုံးတနစ်ကိုပေါင်17တန်းကနေ12တန်းအဲ့လိုဝင်ကျင်ထိဒါပြီးတယ်အဲ့တော့ဒါကလပ်အသင်းတွေဘက်ကကြည့်မယ်ဆိုရင်လည်းဒီ Egypt Japan sponsor အဖြစ်တခြားသောစီးပွားရေးကုမ္ပဏီတွေနဲ့အလုပ်တွဲလုပ်ရတာတဲ့ဆိုင်ရင် betting company တွေနဲ့အလုပ်တွဲလုပ်ရတာပိုပြီးမှအကျိုးမြတ်ရတယ်ပေါ့နော်အဲ့အတွက်လည်း betting company တွေနဲ့အတူဒါချုပ်ဆိုတဲ့ Egypt Japan sponsor ချုပ်ဆိုတဲ့အသင်းပေါင်းက2025-26ရာသီမှာစုစုပေါင်း17သင်းရှိတယ်အဲ့ထဲကမှဒါတက်ဆင်းသွားတဲ့3သင်းပေါ့လေ Watson ပါမယ်နောက်ထပ်ကျွန်တော် Watson ရဲ့ Wolverhampton ရဲ့ Burnley ရဲ့ဒီ3သင်းကတော့ဒါလာမယ့်ရာသီမှာ Premier League မှာရှိမှာမဟုတ်ဘူး Championship ကိုတန်းဆင်းသွားပြီဖြစ်တဲ့အတွက်တခုခံတာကအခုပြောင်းလဲလိုက်တဲ့စီးမြင့်ပေါ့လေဒီအင်ဂျီဂျင်ဘတ်စပွန်ဆာဖြစ်ဒါ betting company တွေနဲ့အတူအလုပ်ဒါတွဲလို့မရဘူးစပွန်ဆာယူလို့မရဘူးဆိုပြီးတော့မှဒါတားမြစ်လိုက်တဲ့တားမြစ်ချက်ဟာ Premier League တစ်ခုတည်းအပေါ်ပဲအကျိုးသက်ရောက်မှာဖြစ်တယ် Championship ကိုတော့အကျိုးသက်ရောက်မှာမဟုတ်ဘူးအဲ့တော့ဒါ Watson တို့ Burnley တို့ Wolverhampton တို့ဒီအသင်းတွေကတော့ Egypt Japan sponsor ဖြစ် betting company တွေနဲ့အတူအလုပ်ဆက်လုပ်ခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ Egypt Japan sponsor နဲ့ပတ်သက်ပြီးတော့မှအချက်လက်လေးတွေကိုကြည့်မယ်ဆိုရင်ဒါ Premier League အသင်း20လုံးရဲ့ Egypt Japan sponsor ဝင်ငွေဟာပေါင်တန်း400ကျော်လောက်ထိရှိတယ်ဆိုပြီးတော့မှကျွန်တော်ဒါသိရတယ်ပေါင်တန်း400ကျော်အဲ့ထဲမှာအများစုကတော့ဒီထိပ်သီး6သင်းပေါ့နော်အာဆင်နယ်တို့ Manchester City Manchester United Liverpool နောက်တဲ့ Spa Chelsea စသဖြင့်ပေါ့နော်ဒီ traditional big six အသင်းတွေရဲ့ Egypt Japan sponsor ကတော့တော်တော်ကြီးကိုယာနှုံးများပါတယ်နောက်ထပ်ကျွန်တော်တို့ဒါ Premier League အသင်း20လုံးရဲ့ဒီ commercial income ပေါ့လေအဲ့ commercial income မှာတော့ဘာတွေပါလာမလဲဆိုတော့ကျွန်တော်တို့ဒါဘောလုံးကွင်းပေးပတ်လဲကြော်ညာဘုတ်တွေနောက်ထပ်ကျွန်တော်တို့ဒါလေ့ကျင့်ခွင့်မှာထားတဲ့ဒီကြော်ညာတွေပေါ့လေစသဖြင့်ဒီအားလုံး commercial space တွေအားလုံးကနေရတဲ့ sponsor ဝင်ငွေတွေကတော့စုစုပေါင်းပေါင် 1.5 ဘီလီယံတိရှိပါတယ်အဲ့ထဲကမှဒါ Egypt Japan sponsor တည်တံ့ကြည့်မယ်ဆိုတော့ပေါင်တန်း400ကျော်ရှိတယ်အဲ့ပေါင်တန်း400ကျော်တဲကမှအများစုကလေ9ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းနီးပါးကကြတော့ဒီ traditional big six အသင်းတွေရဲ့ဝင်ငွေဖြစ်တာကိုကျွန်တော်တွားပြီးမှတွေးရပါတယ်လက်ရှိကျွန်တော်ဒါ sponsor စာချုပ်တွေထဲမှာဆိုရင် Manchester United ကဒီ Snapdragon နဲ့ချုပ်ဆိုထားတဲ့ Egypt Japan sponsor ကနေတနစ်ကိုပေါင်တန်း60ရီရတယ်နောက်ထပ် Etihad လေကြောင်းလိုင်းနဲ့ဒါချုပ်ဆိုထားတဲ့ဒါ Manchester City ရဲ့ sponsor စာချုပ်ဆိုရင်လည်းတနစ်ကိုပေါင်55တန်းလောက်ထိတန်တယ် Liverpool နဲ့ Arsenal တို့ကလည်းဒီအင်ဂျီဂျင်မတ်စပွန်ဆာကနေတနစ်ကိုပေါင်တန်း50ဝန်းကျင်လောက်ထိဒါဝင်ငွေရှိကြတယ်ပေါ့နော်ဒီတော့အသင်းဒီ Premier League အသင်း20ရဲ့အင်ဂျီဂျင်မတ်စပွန်ဆာဝင်ငွေပေါင်တန်း400ကျော်ထဲမှာဆိုရင်အများစုကတော့ဒီ traditional big six ရဲ့ဝင်ငွေတွေဖြစ်တာကိုတွားပြီးမှတွေးရတယ်ကျွန်တော်ခဏတော့ပြောတဲ့ဒီလောင်စာကုမ္ပဏီတွေနဲ့ချုပ်ဆိုထားတဲ့အသင်းပေါင်း17သင်းရှိတာပေါ့နော်အဲ့17သင်းရဲ့အင်ဂျီဂျင်မတ်စပွန်ဆာကနေရတဲ့ဝင်ငွေကတော့ပေါင်တန်း100ဝန်းကျင်ပဲရှိတယ်အဲ့ပေါင်တန်း100ဝန်းကျင်တွေကမှအများဆုံးကတော့ Aston Villa ပေါ့နော် Aston Villa ကတော့ဒါလက်ရှိချုပ်ဆိုတာလေသူတို့ Egypt Japan sponsor ကနေပေါင်တန်း20ရတယ်တနစ်ကိုနောက်တော့ကျွန်တော်ဒါဘုံမောက်ကတော့BJ88 လာမသိဘူးအဲ့ betting company နဲ့ချုပ်ဆိုတာတဲ့စာချုပ်ကနေပေါင်8တန်းကျော်လောက်ထိရတယ်နောက်ထပ်ကျွန်တော်ဒါ Brentford တော့တော်လေးနည်းပါတယ် Brentford ဆိုရင်ဟွာပဲရတယ်ကျွန်တော်ဒါပေါင် 1.3 တန်းပဲရတယ်Watson ဆိုရင်လည်းမဆိုးဘူးဒါ Watson ကလည်းချုပ်ဆိုထားတဲ့ Egypt Japan sponsor စာချုပ်ကနေကြတော့တနစ်ကိုပေါင်15တန်းထိရတာကိုတွေ့ရပါတယ်
ဒီတော့ကျွန်တော်ဒီလာမယ့်ရာသီတွေမှာဒီလိုမျိုး betting company တွေနဲ့အင်ဂျီဂျင်မတ် sponsor စာချုပ်ချုပ်ခွင့်မရတော့ဘူးဆိုတော့အသင်းတွေရဲ့ဝင်ငွေကတော့အနည်းနဲ့အများဆိုသလိုရောကျသွားမှာအမှန်ပဲအရင်ကြီးစိုးစိုးဝါးဝါမဟုတ်ဘူးဆိုရင်တောင်းမှာပေါ့နော်သူတို့ရဲ့ plan တွေကျွန်တော်ဒါ transfer plan တွေကိုထိခိုက်ရလောက်တဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဒါပေမဲ့တေချာလာတစ်ခုကတော့အနည်းဆုံး30%ကနေ40%ကြားထိကတော့ဒီအသင်းတွေရဲ့ပေါ့လေဒါပြီးခဲ့တဲ့ရာသီတုန်းက betting company တွေနဲ့အလုပ်တွဲလုပ်ခဲ့တဲ့ဒါအသင်းတွေရဲ့ဝင်ငွေဟာလာမယ့်ရာသီမှာတော့ဒီ Ingijima sponsor ကနေဝင်ငွေ30%လောက်ထိတော့ဒါရော့ကျသွားနိုင်တဲ့အခြေအနေမျိုးရှိတယ်အဲ့ betting company တွေနေရာမှာဘလို့ company တွေအစားထိုးလာနိုင်တယ်ပေါ့နော်ဒါလေးကကျွန်တော်ဒါပြောစရာရှိတယ်စိတ်ဝင်စားကြလည်းကောင်းတယ်လက်ရှိကျွန်တော်ဒါကြားသိထားရတဲ့လောက်ကတော့ Premier League ဒီအလဲလက်နဲ့အောက်တန်းအသင်းတွေရဲ့ Ingijima sponsor အဖြစ် AI company တွေမြင်ရဖို့ရှိတယ်ဒါပေါ်နောက်တစ်ခုကျတော့ဒီ fintech လို့ခေါ်တဲ့ဘဏ္ဍာရေးနည်းပညာ company တွေမြင်ရဖို့ရှိတယ်နောက်တော့ဒီ crypto company တွေမြင်လာရဖို့ရှိတယ်ဗောလေ betting company တွေဘက်ကရောကျွန်တော်ဒီလိုမျိုး Ingijima sponsor အဖြစ်ပေးခွင့်မရှိတော့တဲ့အခြေအနေတခုမှာဘယ်လိုမျိုးလမ်းကြောင်းတွေနဲ့ဒီ Premier League အသင်းတွေတွေကိုတိုးဝင်လာမလဲပေါ့နော်ဒါလေးလည်းကျွန်တော်ဒါစောင့်ကြည့်ကြင်စရာရှိပါတယ်လောလောဆယ်တော့ကျွန်တော်ဒါသိရတဲ့အောက်ကတော့ဒီ training kit sponsor အဖြစ် betting company တွေကကမ်းလှမ်းလာတာလေးတွေ့ရတယ်ဒီရက်ပိုင်းထဲမှာပဲဒါ Manchester United အသင်းဆိုရင် Betway company နဲ့တနစ်ကိုပေါင်30တန်းဒီ training kit sponsor စာချုပ်ကိုချုပ်လိုက်တယ်ဒါ training kit sponsor ထဲမှာဆိုတော့တန်ကြီးအမြင့်ဆုံးဆိုပြောမှလည်းဒါသိရတယ်ဒီလိုမျိုးဒါ Betway company ကဒီ training kit sponsor အဖြစ်ပြောင်းလဲပြီးတော့မှာပေါ့နော်ဒါလမ်းကြောင်းပြောင်းပြီးလာတဲ့အခြေအနေမှာတခြားတော့ဒီ betting company တွေကလည်းဒီအလားတူလမ်းကြောင်းမျိုးကိုလိုက်လာတာမျိုးလည်းရှိတယ်နောက်တစ်ခုကကျတော့ဒီလက်မောင်း sponsor ပေါ့နော်အခုဒါ Premier League ပိတ်ပင်လိုက်တဲ့အထက်မှာကျတော့ဒီ Ingijima sponsor တခုပဲ Ingijima မှာဒီလောင်စားအမတ်သားလောင်စား company တွေရဲ့ logo အမတ်တစိမ့်တွေထားခွင့်မရှိဘူးဆိုတဲ့ပုံစံမျိုးစီးမြင့်ကိုပဲတားမြစ်လိုက်တာပေါ့လေထုတ်ပြန်လိုက်တာဖြစ်တယ်ဒါပေမဲ့ Ingi လက်မောင်းမှာ sleep sponsor အဖြစ်နဲ့ဒါပေးမယ်ဆိုရင်တော့ပေးလို့ရပါတယ်အဲ့အတွက်ဒါ betting company တွေကလည်းဒီ Premier League အလဲလက်နဲ့အောက်တန်းအသင်းတွေရဲ့ဒီလက်မောင်း sponsor ပေါ့လေကျွန်တော်ဒါအနည်းဆက်ဆုံး Arsenal အသင်းဆိုရင်ဒီ Visit Rwanda ဆိုတဲ့စာတမ်းလေးဒါတွေ့ရမှာဖြစ်တယ်အဲ့ပုံစံမျိုးလေးပေါ့ဒါလောင်စား company တွေကလည်းဒီအလဲလက်အသင်းတွေမှာဆိုရင်သူတို့ရဲ့ဒီ company အမတ်တစိမ့်တွေကိုလက်မောင်းမှာထားရှိပြီးတော့မှတနည်းတစ်ပုံစူးစမ်းဖို့ရှိတယ်တစ်ဆက်တည်းမှာပဲပုံမှန်အဖြစ်ကျွန်တော်တို့ဒါအလဲလက်အသင်းတွေအနေနဲ့ဒီ sleep sponsor ပေါ့နော်အင်ဂျီဂျာစီလက်မောင်းမှာထားရှိတဲ့အမတ်တစိမ့် sponsor အဖြစ်ပုံမှန်ကျွန်တော်ဥမာအဖြစ်ပေါ့နော်ဒါကျွန်တော်ပမာဏအတိအကျမဟုတ်ပါဘူးဥမာအဖြစ်တနည်းကိုပေါင်တသိန်းတက်မှတ်မယ်ဆိုတော့အရင်ရာသီတွေကပေါ့နော်ဒါပေမဲ့လာမယ့်ရာသီမှာကြာရင်တော့ဒီ sleep sponsor ကိုတနည်းကိုပေါင်3,400ဒါမှမဟုတ်3,300ပေါ့နော်ပုံမှန်ထက်ကို30%တို့မဟုတ်တာ40%လောက်ထိတိုးမြင့်ပြီးတော့မှဒါ sponsor ကြီးတောင်းသွားဖို့လည်းရှိနေတယ်အဲ့တော့ဒါ betting company တွေနဲ့အလဲလက်နဲ့ဒါအောက်တန်းအသင်းတွေကြားဟိုဆက်လက်ပြောပါတာညှိနှိုင်းရဖို့ရှိတာပေါ့နော်ဒေတာတစ်ခုကတော့ကျွန်တော်ဒါ Ingijima sponsor အဖြစ်ဒီအလဲလက်နဲ့အောက်တန်းအသင်းတွေရဲ့ဝင်ငွေဟာအနည်းဆုံး30%ကနေ40%လောက်ထိတော့လာမယ့်ရာသီမှာရော့ချသွားဖို့ရှိပါတယ်ပြီးဆုံးသွားခဲ့တဲ့ဒီ2025-26ဘောလုံးရာသီရဲ့ Premier League အသင်း20 sponsor ဒီ Ingijima sponsor တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်လောင်စား company နဲ့ချုပ်ဆိုထားတဲ့အသင်းပေါင်းက17သင်းရှိတယ်နောက်ထပ်ကျွန်တော်ဒါလီချောင်းလိုင်း company တွေနဲ့ချုပ်ဆိုထားတဲ့အသင်းက2သင်းရှိတယ်နီးပညာ company တွေနဲ့ချုပ်ဆိုထားတာက2သင်းလားမသိဘူးကျွန်တော်ဒါဘန်နာရေးနောက်ထပ်ကျွန်တော်ဒီငွေကြေးဝန်ဆောင်မှုပေါ့လေဘန်နာရီပိုင်းနဲ့ပတ်သက်တဲ့ဟာ3သင်းရှိတယ်နောက်ထပ် tourism company နဲ့ချုပ်ဆိုထားတာ3သင်းရှိတယ်နောက်ထပ်ကျွန်တော်ဒီဗာလဲအဖျော်ရမကားပေါ့လေအဖျော်ရမကားလုပ်ငန်းနဲ့ဒါချုပ်ဆိုထားတဲ့အသင်းက3သင်းရှိတယ်ဆိုပြီးတွေ့ရအများစုကတော့ကျွန်တော်ဒါ betting company နဲ့ဖြစ်တော့သွားပြီးတော့မှတွေ့ရတယ်လာမယ့်ရာသီမှာဆိုတော့ကျွန်တော်ဒါ Premier League အသင်းတွေရဲ့ Ingijima sponsor မှာ AI company တွေရဲ့ logo တွေကိုအများစုဒါမြင်လာရဖို့လည်းရှိပါတယ်အဲ့ထဲကမှဒါဘုံမောက်လို့အသင်းမျိုးပေါ့လေဒီဘုံမောက်ကဒါပြီးဆုံးခဲ့တဲ့ဘောလုံးရာသီမှာတော့ဒါ BJ88 ဆိုတဲ့ betting company နဲ့သူ sponsor စာချုပ်ချုပ်ခဲ့တယ်လာမယ့်ရာသီမှာတော့သူတို့ရဲ့အိမ်ကွင်းဒီအိမ်ကွင်း sponsor ပေါ့လေကျွန်တော် Fidelity အာမခံ company Fidelity ကိုကျွန်တော်ဒီ Ingijima sponsor ဖြစ်ပြောင်းပြီးတော့မှဆက်ပြီးသွားဖို့လည်းရှိတယ်ဆိုတော့မှလည်းသိရတယ်Brentford လို့အသင်းမျိုးကကြတော့လေIngijima sponsor မှာတော့ဒါလောင်စား company ကိုထားရှိတော့မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်စောပိုင်းပြောသလိုဂျာစီလက်မောင်းမှာဖြစ်နောက်တစ်ခါ training kit ပဲဖြစ်အဲမျိုးပုံစံနဲ့ပြောင်းလဲပြီးသွားဖို့အစီအစဉ်တွေဆွဲထားတယ်ဆိုတော့တွေ့ရတယ်ဒါကတော့ကျွန်တော်ဒီစီးမြင့်ကအခုမှပြောင်းလဲတာတော့မဟုတ်ဘူးเนาะလွန်ခဲ့တဲ့3နှစ်ခရဲက2026-29ရာသီရောက်ရင်တော့ဒီလိုတွေမလုပ်ရတော့ဘူးဆိုပြီးမှ Premier League ကကြိုပြီးမှတားမြစ်ထားတာအဲ့တော့အသင်းတွေအတွက်လည်းဒီအပြောင်းလဲတစ်ခုကိုဟိုလက်ရောညှိထွေးဖြစ်အောင်ကြိုးစားဖို့အတွက်3နှစ်အထိအချိန်ရခဲ့တယ်ဒါလေးကတော့ကျွန်တော်ဒီ betting
betting company တွေနဲ့ Inji Japan sponsor စာချုပ်ချုပ်ခွင့်မရတော့ဘူးဆိုတဲ့ဒါတာမြစ်ချက်ရဲ့နောက်ကွယ်မှာဖြစ်လာနိုင်တဲ့အလားလာတဲ့အခြေအနေလေးပေါ့လေဒါလေးတွေကိုကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်ဒီအခြေအနေကြောင့်အသင်းတွေဟာကျွန်တော်ဒါလာမယ့်နွေရာသီဈေးကွက်ထက်မှာကစားမအကြောင်းဝယ်လုပ်တဲ့နေရာမှာပေါ့နော်ငွေကြေးသုံးစွဲမှုရှော့ချသွားမယ့်အနေအထားမျိုးတော့မရှိပါဘူးရှော့ချမယ်လို့လည်းကျွန်တော်တော့မထင်ဘူးဘာကြောင့်မလဲဆိုတော့ Premier League မှာကကြတော့အင်အားကိုတကယ်ကောင်းတဲ့ဒီ broadcasting right ပေါ့လေနောက်တော့ broadcasting contract တွေရှိတယ်အဲ့ contract တွေကနေရတဲ့ဝင်ငွေကတကယ်ကိုမဲ့လောက်ဆရာရှိပါတယ်အသင်းတွေတက်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါ Premier League အသင်းတွေဟာတရားဒီမှာဒီရုပ်သံစာချုပ်ကနေအနည်းဆုံးပေါင်တန်း100အထက်ကရကြတာချင်းပဲအဲ့တော့လာမယ့်နွေရာသီမှာလည်းအသင်းအများစုပေါ့လေတန်းတဲ့အသင်းတွေရောနောက်ထပ်ကျွန်တော်ဒါတန်းစင်းစုံထဲမှာကပ်ပြောမှကြံခဲ့တဲ့အသင်းတွေရောအလယ်လက်အသင်းတွေရောဒီအသင်းတွေဟာနွေရာသီမှာထပ်ပြောမှဝယ်ကြအောင်ပါပဲတခုတော့ရှိတယ်ပြီးဆုံးသွားခဲ့တဲ့ကျွန်တော်ဒါ2025နွေရာသီတုန်းကလောက်ထိတော့ကလပ်အသင်းတွေကြားမှာအပြောင်းရွှေ့အဲ့လောက်ထိတော့ငွေကြေးသုံးစွဲမယ်တော့မထင်ဘူးပေါ့နော်ဒါမိနစ်တုန်းကတော့ Premier League အသင်း20ရဲ့ဒီ transfer အသုံးစရိတ်ကစုစုပေါင်းပေါင်3.19ဘီလီယံထိရှိတယ်တကယ်ကိုသမိုင်းတစ်လျှောက်မှာအများဆုံးပါပဲအဲ့တော့ကျွန်တော်ဒီလာမယ့်နွေရာသီမှာပေါင်3ဘီလီယံကျော်လောက်ထိမရှိဘူးဆိုရင်တော့မှပုံမှန်သူတို့သုံးနေကြပါတော့1ဘီလီယံနဲ့2ဘီလီယံကြားလောက်ထိကတော့ Premier League အသင်းတွေကတော့ဆက်ပြီးတော့မှသုံးကြအောင်မယ်ထင်ပါတယ်ဒီ sponsor deal အပြောင်းလဲကြောင့်ငွေကြေးပိုင်းရတော့အရင်ကြီးထိခိုက်သွားတာမဟုတ်ပေမဲ့လုပ်ငန်းပိုင်းဆိုင်ရာတော့အပြောင်းလဲလေးတွေတော့ရှိသွားတယ်ဒီအပြောင်းလဲလေးတွေကိုကျွန်တော်ဒါလာမယ့်ရာသီမှာစပြောမှမြင်တွေ့ရဖို့ရှိပါတယ်ကျွန်တော်ရဲ့ဒါဘောလုံးဒီအစီအစဉ်လေးပေါ့လေကျွန်တော်ဒါ sponsor deals နဲ့ပတ်သက်ပြီးတော့မှကျွန်တော်သိရသလောက်လေးကိုမျှဝေပေးတာဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဘောလုံးဝါသနာရှင်များအားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ